မင်္ဂလာပါရှင်ကျေတာယာရီရဲ့တူတူသံစတင်လာဝစ်ပါကနေကြိုဆိုလိုက်ပါတယ်ရှင်ကျမတို့နေထိုင်နေတဲ့ဒီစက်ကြောင်လာကြီးဟာရှုပ်ထွေးပွေလီလာတယ်လို့ထင်ရပေမယ့်တကယ်တော့သူဟာအလွန်တိကျတဲ့စီးမြင့်တွေနဲ့လဲပတ်နေတာပါရှင်သိပ္ပံပညာရှင်တွေကရုပ်ပိုင်းဆိုင်ရာနေရာမတွေကိုရှာဖွေကြသလိုပဲရှင်းဟောင်းပညာရှိတွေကလည်းစိတ်ပိုင်းဆိုင်ရာနဲ့ကံကြမ္မာဆိုင်ရာဥပဒေသ9ပါးကိုလျှို့ဝှက်စွာထိန်းသိမ်းခဲ့ကြပါတယ်ဒီနေ့ညမှာတော့အဲ့ဒီလျှို့ဝှက်ချက်တွေကိုကျမတို့အတူတူဖွင့်ဟကြည့်ကြပါမယ်ရှင်သင်ဟာကံကြမ္မာရဲ့လိုင်းတဘိုးကြားမှာမျောပါနေတဲ့လင်ငယ်လေးမဟုတ်တော့ပဲကိုဘဝကိုကိုယ်တိုင်ဥတီချက်ပေးနိုင်တဲ့သူတစ်ယောက်ဖြစ်လာဖို့ဒီဥပဒေသတွေကလမ်းပြပေးပါလိမ့်မယ်ရှင်ပထမဆုံးသောဥပဒေသကတော့အရာအလုံးဟာစိတ်ပဲဖြစ်တယ်ဆိုတော့ the all is mind ဆိုတဲ့အချက်ပါပဲရှင်ဒီစကြဝဠာကြီးတစ်ခုလုံးဟာကြီးမားတဲ့စိတ်ဝိညာဉ်ကြီးတစ်ခုထဲမှာတည်ရှိနေတာပါဒါကြောင့်သင်မြင်တွေ့နေရတဲ့ရုပ်ဝတ္ထုတွေအဖြစ်အပျက်တွေအားလုံးဟာသင်ရဲ့အတွင်းစိတ်ထဲကနေအရင်စတင်လာတာဖြစ်ပါတယ်သင်တွေးကြုံသမျှသင်ဖြစ်ပျက်သမျှအရာအလုံးဟာသင်ရဲ့အတွင်းစိတ်ကနေအရင်ခံပြီးစတင်တာဖြစ်ပါတယ်ဒါကိုသင်ယုံကြည်နိုင်ပါသလားရှင်ဥပမာကိုပြောရမယ်ဆိုရင်ဘိတုကပညာရှင်တစ်ယောက်ဟာအဆောက်အုံကိုမဆောက်ခင်သူ့စိတ်ထဲမှာအရင်မြင်အောင်ကြည့်ရပါတယ်အဲ့ဒီလိုပါပဲသင်ဘဝမှာဘာဖြစ်ချင်တယ်လဲဆိုတာကိုသင်စိတ်ထဲမှာအရင်ဆုံးအစစ်မှန်ဖြစ်လက်ခံလိုက်တဲ့အခါမှာစကြောင်လာကြီးကအဲ့ဒီစိတ်ကူးကိုရုပ်ပိုင်းဆိုင်ရာဖြစ်ပြောင်းလဲပေးဖို့စတင်ပြီးပြင်ဆင်มาတော့တယ်။ဒါကြောင့်သင်စိတ်ထဲမှာမဖြစ်နိုင်ဘူးလို့တွေးနေတဲ့၍ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ငါဟာဒါကိုလုံနိုင်တယ်။ငါအောင်မြင်ရမယ်လို့ကောင်းသောအတွေးတွေနဲ့တွေးနေတဲ့၍ကောင်းသောအရာတွေဟာသင်စီကိုရောက်လာမှာပဲဖြစ်ပါတယ်။ဒုတိယဥပဒေသားကတော့အထက်မှာရှိသလိုအောက်မှာလည်းရှိတယ် as a back so below ဆိုတာပါပဲရှင်ဒီစကားကတကယ်တော့အရင်နဲ့နေပါတယ်ရှင်ကျေစုရန်နေရဲ့လဲပတ်မှုဟာကျမတို့လူသားတွေရဲ့ cells လေးတွေမှာလည်းရှိနေပါတယ်သင်ရဲ့အတွင်းကဘာ inner wall ကနေပြီးတော့သင်ရဲ့အပြင်ကဘာ outer wall ကိုရောင်ပြန်ဟပ်နေတာပါရှင်သင်ဘဝမှာအရှုပ်ထွေးတွေကြုံနေရရင်သင်စိတ်ထဲမှာအရင်ဆုံးအေးချမ်းအောင်လုပ်ကြည့်ပါအတွင်းစိတ်ကငြိမ်းချမ်းသွားတဲ့အခါမှာအပြင်လောကကအရှုပ်ထွေးတွေကလည်းအံ့ဩစရာကောင်းလောက်အောင်အလိုလိုပြေလည်သွားတတ်ပါတယ်ဒါဟာစကြဝဠာရဲ့ရောင်ပြန်ဟပ်မှုနိယာမပါပဲရှင်ကိစ္စတစ်ခုကိုကြုံရတဲ့အခါမှာပူလောင်ပြီးပြာရာခတ်နေလို့ဒီကိစ္စကပြီးမြောက်အောင်မြင်သွားတယ်ဆိုတာမရှိပါဘူးရှင်ကိုယ့်ရဲ့စိတ်ကိုအရင်ဆုံးငြိမ်းချမ်းအောင်ထားလိုက်တဲ့အခါမှာအပြင်မှာကြုံတွေ့ရတဲ့အရာအလုံးကလည်းအေးချမ်းသွားတယ်လို့ဆိုလိုပါတယ်ရှင်စကြဝဠာကြီးရဲ့တတိယဥပဒေသားကတော့အရာရာဟာတုန်ခါနေတယ် everything is vibrate ဆိုတာပါပဲရှင်သိပ္ပံပညာအရာလည်းအရာဝတ္ထုတိုင်းဟာ atoms တွေတုန်ခါနေကြတာပါအဲ့ဒီလိုပါပဲသင်ရဲ့အတွေးတွေခံစားချက်တွေမှာလည်းတုန်ခါမှုနှုန်း frequency ဆိုတာရှိပါတယ်ပျော်ရွှင်ခြင်းကျေးဇူးတင်ခြင်းဟာမြင့်မားတဲ့တုန်ခါမှုနှုန်းဖြစ်ပြီးတော့ကြောက်ရွံ့ခြင်းနဲ့မနာလိုခြင်းဟာနှိမ့်ကျတဲ့တုန်ခါမှုနှုန်းပဲဖြစ်ပါတယ်စကြဝဠာမှာတူညီတဲ့တုန်ခါမှုတွေဟာအချင်းချင်းဆွဲငင်တတ်ကြပါတယ်သင်ကကျေးဇူးတင်ခြင်းဆိုတဲ့လိုင်းနှုန်းမှာရှိနေလို့ရှိရင်ကျေးဇူးတင်စရာအဖြစ်အပျက်တွေကသင်စီကိုရေအိုင်လိုစီးဝင်လာပါလိမ့်မယ်ရှင်အဲ့ဒီလိုပါပဲသင်ရဲ့စိတ်ထဲမှာကြောက်ရွံ့ခြင်းနဲ့မနာလိုခြင်းဆိုတဲ့လိုင်းနေနဲ့ပြည့်နှက်နေတဲ့အခါမှာတကယ်အပြင်လောကကမုန်းတီးမှုတွေမပြေလည်မှုတွေဟာသင်စီကိုအလိုလိုဝင်ရောက်လာမှာဖြစ်ပါတယ်ရှင်စကြဝဠာကြီးရဲ့စတုထဥပဒေသားကိုပြောရမယ်ဆိုရင်အရာရာမှာစန့်ကျင်ဘက်ရှိတယ် everything is dual ဆိုတာပါပဲရှင်အပူနဲ့အေးအေးဟာစန့်ကျင်ဘက်လို့ထင်ရပေမဲ့တကယ်တော့ဒါဟာအပူချိန်တစ်ခုတည်းရဲ့အစွန်းနှစ်ဖက်ပဲဖြစ်ပါတယ်
အဲ့ဒီလိုပါပဲအချစ်နဲ့အမုန်းဟာလေခံစားချက်တစ်ခုတည်းရဲ့အစွန်းနှစ်ဖက်ပဲဖြစ်ပါတယ်ဒီဥပဒေသားကိုတည်ထားရင်သင်ဟာအဆိုးတွေကြုံနေရတဲ့အခါမှာအကောင်းဘက်ကိုကူးပြောင်းဖို့လွယ်ကူသွားပါလိမ့်မယ်သင်ရဲ့စိတ်ကိုအမုန်းကနေအချစ်ဘက်ကိုတပြေးပြေးချင်းရွှေ့ကြည့်လိုက်ပါရှင်ဒုက္ခတစ်ခုခုရောက်နေတဲ့အခါဒီဒုက္ခရဲ့ဆန့်ကျင်ဘက်မှာကောင်းချီးတစ်ခုရှိနေတယ်ဆိုတာကိုအမြဲသတိရနေပါရှင်အကောင်းနဲ့အဆိုးအချစ်နဲ့အမုန်းဆိုတာကမြင်းဖြောင်တစ်ကြောင်းထဲမှာရှိပြီးတော့မိမိကိုယ်တိုင်ကမြင်းဖြောင်ရဲ့တစ်ဖက်စွန်းကနေအခြားတစ်ဖက်စွန်းကိုရွှေ့လို့ရတယ်ဆိုတာပါပဲရှင်ကဲအခုဆိုရင်စကြဝဠာကြီးရဲ့ပြင်စမဥပဒေသားကိုရောက်ရှိလာပါပြီပြင်စမဥပဒေသားကတော့အရာရာဟာစီးချက်နဲ့လဲပတ်နေတယ် everything flows out and in ဆိုတာပါပဲရှင်ပင်လယ်ရေဟာအတက်ကျရှိသလိုဘဝမှာလည်းအတက်နဲ့အကျဆိုတာရှိပါတယ်ဒါဟာသဘာဝတရားရဲ့စီးချက်ပါပဲပညာရှိတွေကတော့အတက်ဖက်ရောက်တဲ့အခါအယမ်းမตายရပဲအကြဘက်ရောက်တဲ့အခါမှာလဲစိတ်ဓာတ်မကြပဲစီးချက်အရပြန်တက်လာအောင်မှာပဲဆိုတာကိုသိကြပါတယ်အကြဘက်ရောက်နေတဲ့အချိန်မှာစိတ်အေးအေးနဲ့အားမွေးထားပါစကြဝဠာကြီးရဲ့စီးချက်အရာသင်ရဲ့အလှည့်ဟာမကြခင်မှာပြန်ရောက်လာတော့မှမိုးလို့ပါရှင်ဒါကြောင့်လေဘုံလုံးတစ်လှည့်ငပြန်တစ်လှည့်ဆိုတဲ့စကားရှိနေရတာပါရှင်စကြဝဠာကြီးရဲ့စတ္ထမမြောက်ဥပရိသလျှို့ဝှက်ချက်ကလေးကတော့အရာရာဟာအကြောင်းမဲ့ဖြစ်လာတာမရှိဘူး every causes is a fact ဆိုတာပါပဲရှင်ကျမတို့ကံကြမ္မာလို့ခေါ်တဲ့အရာဟာတကယ်တော့အရင်ကကျမတို့စိုက်ပျိုးခဲ့တဲ့အကြောင်းတရားတွေရဲ့ရလဒ်ပါပဲလူအများစုဟာရလဒ်အဖက်ကိုပဲလိုက်ပြင်ကျင်ကြပါမယ်ပညာရှိတွေကတော့အကြောင်းတရား cause ကိုပြင်ကြပါတယ်တင့်ဘဝရဲ့ကံကြမ္မာကိုပြောင်းလဲခြင်းရင်အခုလက်ရှိတင့်ရဲ့လုပ်ရက်တွေအတွေးတွေကိုပြောင်းလဲလိုက်ပါဒီနေ့သင်စိုက်လိုက်တဲ့မျိုးစေ့လေးဟာနောက်တစ်ချိန်မှာတင့်ရဲ့ကံကြမ္မာဆိုတဲ့အပင်ကြီးဖြစ်လာမှာပါရှင်လျှို့ဝှက်အပ်တဲ့စကြဝဠာကြီးရဲ့တထမမြောက်နောက်ဆုံးဥပဒေသားကတော့အရာရာမှာဖို့ဓာတ်နဲ့မဓာတ်ရှိတယ် gender is in everything ဆိုတာပါပဲရှင်ဖန်တီးမှုတိုင်းမှာစွမ်းအင်နှစ်ခုလိုအပ်ပါတယ်ကျမတို့ရည်မှန်းချက်တွေအောင်မြင်ဖို့အတွက်အာသွန်ခွန်စိုက်ကြိုးစားတယ်ဖို့ဓာတ် masculine energy ဆိုတာလိုအပ်တယ်လို့စိတ်ရှည်ရှည်နဲ့ယုံကြည်စွာစောင့်ဆိုင်တဲ့မဓာတ် feminine energy လည်းလိုအပ်ပါတယ်တရုတ်အယူဆအရyinနဲ့yang ဆိုတဲ့ဖို့ဓာတ်မဓာတ် masculine energy နဲ့ feminine energy တို့ကိုအချိုးကျကျအသုံးပြုဖို့လိုအပ်ပါတယ်လူတစ်ယောက်မှာအာသွန်ခွန်စိုက်စ조사တတ်တဲ့ဖို့ဓာတ်နဲ့စိတ်ရှည်ရှည်နဲ့ယုံကြည်စွာစောင့်ဆိုင်တတ်တဲ့မဓာတ်တို့ကိုအချိုးညီအောင်အသုံးချနိုင်မယ်ဆိုရင်အရာရာဟာအောင်မြင်မှုအတွက်လက်တကမ်းပါပဲရှင်ဒီဥပဒေသ9ပါးကိုသိရှိသွားပြီဆိုရင်သင်ဟာသင်ဘဝရဲ့ဥတီယာကိုယ်တိုင်ပြောင်းလဲနိုင်တဲ့စကြဝဠာရဲ့ဖန်တီးရှင်တစ်ယောက်ဖြစ်သွားပါပြီဒီညမှာတော့ဒီနေရာမတွေကိုသင်နှလုံးသားထဲမှာဂိမ်းဝတ်စေပြီးအေးချမ်းစွာအိပ်ဆက်အနားယူလိုက်ပါအောင်ရှင်စကြဝဠာကြီးကသင်ကိုအမြဲတမ်းစောင့်ရှောက်နေပါတယ်ကျေရီတွေရဲ့ကောင်းချီးမင်္ဂလာကိုလည်းရရှိပါစေရှင်ကျမတို့ရဲ့ Stella Whisper Channel လေးကိုလည်း Subscribe လုပ်ပေးသွားကြဖို့မေတ္တာရပ်ခံပါတယ်ရှင်ကောင်းသောညလေးဖြစ်ပါစေ